ခေတ်လူငယ်တွေကရင်ခဲလူကြီးတွေထက်စီးပွားရေးလောက်ရခက်တယ်ဆိုတဲ့ statement ကိုယူလို့မြင် မားတယ်လောကမားတယ်အဲ့ဒါလောကဒိတ်ပဲမရှိတဲ့ statement တစ်ခုပဲဒီလားဒါဆိုယူလိုက်တွေးကြည့်လိုက်နော်လွန်ခဲ့တဲ့အနှစ်30တုန်းကယူ business တစ်ခုစတင်ခြင်းနဲ့ဆိုရင်ယူမှာ product တွေကြိုဝယ်ရမယ်အဲ့ဒီ product တွေကိုထားစရာနေရာမရှိရင်လည်း warehouse ငှားရအောင်မယ်ယူမှာ market ပိုင်းကြီးတော့တော့တင်ရောင်းစရာဆိုလို့ shopping mall supermarket mini mart ဒါတွေပဲရှိတာအဲ့ဒီကောင်တွေရဲ့ minimum unit ကအနည်းဆုံးအခုကြီးအရာနဲ့အထောင်နဲ့ယူကြတာ7-11ဆိုပို့ဆိုရယ်သူတို့ကစိုင်ခွင်းနဲ့ယူတာ7-11တစ်လုံးမှာရွက် product ကို10ခုတင်မယ်ဆိုရင်အလုံး100ဆိုအခု1000တင်ရမှာယူမှာအဲ့လိုအများကြီးမသွားတင်ပေးနိုင်သူတို့လက်မခံဘူးပြီးယူ marketing လုပ်ရအောင်ယူ marketing လုပ်မဲ့ခါကျရင်ယူမှာရွေးချက်စရာဘယ်နှခုမှမရှိဘူး television ရှိမယ် radio ရှိမယ် newspaper ရှိမယ် billboard ရှိမယ်အဲ့ဒီ marketing ရဲ့ကုန်ကြစရိတ်အရှိအပြောတဲ့နှစ်ခုထက်ကိုအစားပေါင်းများစွာပိုများတယ်ဆိုတော့ US ပစ္စည်းတစ်ခုမှတော့မရောင်းရသေးဘူးယူရင်ဆုံးငွေတွေအုံလိုက်ပြုတ်လိုက်နဲ့အရင်ဆုံးမီရှို့နေရတယ်အရင်ဆုံးရင်းချနေရတယ်ဆိုတော့ယူအခုခေတ်ကြီးလိုက်ယူမှာ product 10ခုရှိရင်10ခုရောင်းရတယ်တစ်ခုရှိရင်တစ်ခုရောင်းရတယ်တစ်ခုမှမရှိတော့သူများပစ္စည်းသွားယူလာပြီးရောင်းပေးကော်မရှင်လေးထိုင်စားလို့ရတယ်ယူမှာ platform တွေလည်းအများကြီး tool တွေလည်းအများကြီးအခုခေတ်မှာဒီမှာ live လွှင့်ပြီးရောင်းရတယ် content ရပြီးရောင်းလို့ရတယ် e-commerce မှာလည်းရောင်းလို့ရတယ်ဆိုတော့လောကကန်ရတာအရန်လွယ်တယ်ဒီခေတ်မှာပြီးတော့ယူသိလားငါတို့ generation တွေဒါမှမဟုတ် Gen Z Gen Alpha generation တွေက human history တခြားမှာကန်အကောင်းဆုံး generation တွေပဲဘာလို့လဲငါတို့မွေးလာတဲ့က internet ရှိတယ် social media ရှိတယ် e-commerce ရှိတယ်ဆိုတော့ငါတို့ရောင်းဝယ်လောက်ရတာအရန်လွယ်တာအဲ့ဒီအခုခေတ်ကလူငယ်တွေအရင်ခေတ်ကလူကြီးတွေတဲ့စီးပွားရေးလောက်ရခက်တယ်ဆိုတဲ့ statement ကလောကကိုဒိတ်ပဲမရှိတဲ့ statement ပဲ